အမကူပေါင်းခံလေးတွေနဲ့ဘေးဆုပ်လောက်တာလေးလောက်မယ်နော်ဒါလေးတွေကတော့ဘေးဆုပ်လေးတွေကိုအခုဒါမှနှစ်ထပ်အိုးပေါ့နော်နှစ်ထပ်အိုးဆိုအောက်ကရေတစ်ထပ်ပါတဲ့အပေါ်ကဒီဟာကတော့ဘေးဆုပ်ကြိုတဲ့အိုးပေါ့နော်အဲ့ဒါထည့်ထားတယ်နောက်လုံမှာတော့ဗာလဲဆိုတော့ဒီပထမဆုံးဒီထဲကိုပေါ့နော်အမတို့ရှက်ဘတ်တာထည့်မယ်နော်ရှက်ဘတ်တာဆိုတာတော့ဒါပေါ့ရှက်ဘတ်တာလေးကတော့စက်ပြသားလဲနူးညံ့တယ်နောက်ပြီးတော့စက်ပြကိုလဲမားစေတယ်နော်သူကတအားများလို့မရဘူးရှက်ဘတ်တာတအားများရင်ဒါအမြုံမထွက်တာဖြစ်တယ်စက်ပြတော့မာတယ်နူးညံ့တယ်ပေါ့အမြုံမထွက်တာဖြစ်တယ်အဲ့တော့ရှက်ဘတ်တာကိုနည်းနည်းထည့်မယ်နော်နည်းနည်းပဲသူကလည်းထည့်မယ်ဆိုလို့ရှိရင်အများကြီးထည့်စရာမလိုဘူးနော်0.1 gram လောက်ပဲထည့်ရတာအဲ့ဆိုတော့ဟို1000 gram မှာ1000 gram မှာမတို့က10လောက်ပဲထည့်ရတဲ့သဘောပေါ့နော်အဲ့တော့ဒါလေးကတော့အခု900လောက်ရှိတယ်900လောက်ဖြစ်400လောက်ရှိမယ်နော်အဲ့ဒါလေးထည့်ထားမယ်ဒါလေးကတော့မှန်းကျင်နဲ့ထည့်တာပေါ့နော်ရှက်ဘတ်တာထည့်ထားမယ်နောက်ထပ်အမားတို့ကဗာထည့်မလဲဆိုတော့ဒါနေ့ကပြတယ်ဒါဟိုပေါင်းခံရင်ပေါ့နော်ပေါင်းခံရင်လောက်တဲ့ဟာလေးတွေဒါကမုံလာဥရဲ့တခွားသီးရဲ့ဥနီရဲ့ပေါင်းခံရင်နောက်ဒါမုံလာဥအဖြူနဲ့ပြားရည်နဲ့ပေါင်းခံရင်เนาะအဲ့ဒါကတော့အ ਨੇ ဆက်တင်းတင်းပျောက်တယ်ဆိုလို့တဲ့ဟာပေါ့အဲ့ဒါလေးအမားတို့တစ်ချက်ကြည့်မယ်เนาะဒါလေးကိုအရေးပြအောင်စောင့်မယ်ဒါလေးကကျမအရင်နေ့ကတင်တန်းသားတွေကိုလေကျမပြခဲ့တဲ့ဟိုစာလေးပေါ့နော်ဗာလေးလဲဆို extra လေးပေါ့နော်အဲ့ extra လေးကအခုလောက်ထားတာအဲ့ဒါလေးကိုကျမတို့ကဒါလေးကိုစစ်မယ်နော်စစ်မယ်ဆိုတော့ဒါလေးကိုတရက်ချင်းလုပ်ပေးပြီးတော့စစ်ရတာနော်အဲ့ဒါဒီခင်းလေးတွေတန်းရှင်းလုပ်မယ်ကျမစကားလေးတွေကိုထည့်ပြီးစစ်မယ်နော်ဒါလေးကဗာလေးတွေပါလဲဆိုတော့ခင်းညင်သီးလေးပါတယ်တခွားသီးပါတယ်ပြီးတော့နိုကိုလေးပါတယ်ပေါ့နော်အဲ့ဒါလေးတွေကိုစစ်ပြီးတော့ဒါလေးတွေကကျမတို့ပေါင်းကန်လောက်ထားပေါ့နော်ပေါင်းကန်လောက်ထားဒီသူကတော့သူ့ရဲ့တီးနှံမှာပါတဲ့ဓာတ်တက်တီလေးတွေပြေဝလောက်ချင်တော့ရချင်လို့ပေါ့နော်ဒါလေးတွေဆိုရင်ခုကခင်းညင်သီးရဲ့ဂုံသက်တီလိုက်ကိုဘင်းတက်ပေါ့နော်အသားဖြူရဲ့တက်ပါမယ်အဲ့နိုကိုမှာကမုံလာဦးနီပေါ့နော်ရတီနော်ပါမယ်နောက်တခွားသီးကသားရည်ကိုအေးစေအဲ့ဒါလေးတွေကျမဗတဲ့ထည့်မယ်ဆိုတော့ base up ထဲမှာbase up ထဲမှာဆိုတော့ base up ထဲမှာဒီလိုမျိုးအသီးအနှံကို extract လုပ်ပြီးထည့်တာကနည်းနည်းလေးနဲ့အားနည်းတင်ထိရောက်တယ်เนาะအဲ့အစိမ်းတွေထည့်တာကအစိမ်းဆိုတာတီးရွက်အစိမ်းတွေမှာခြားဆောင်လက်ပတ်အနှစ်အစိမ်းထည့်တာတော့ဘာလို့ကအိမ်တွင်းသုံးဆိုရင်တော့ကိစ္စမရှိဘူးအပြင်မှာလောက်ပြီးရောင်းမဲ့လူတွေအတွက်ဆိုလို့ရှိရင်နှစ်ပတ်လောက်နေသူကပျော့သွားတတ်တယ်နောက်ပြီးတော့မှုံလဲတက်မြန်တယ်เนาะရေဆိုအဆိုပြန်တာမြန်မယ်ပျော့တာမြင်မယ်ဒါလေးဆိုတာ extract လုပ်ထားတဲ့ဟာလေးတွေလွယ်လေးပါဟိုကျမစီမလာပြီးတော့ basic ကိုမအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့လူတွေလေဒါလေးကြည့်เนาะဒါဒီပေါင်းခိုင်လေးနဲ့နောက်နေ့ကျရင်ကျမဆက်ပြလေးလုပ်ပြပါမယ်เนาะကျေးဇူးအများကြီးတင်ပါတယ်ဒီဥစ္စာလေးကတော့ဒါပေါင်းခိုင်လေးလုပ်ပြထားတာနော်ဒီမှာเนาะအမတို့ပေါင်းခိုင်လေးရပြီเนาะဟိုဥနီရဲ့တခွားသီးရဲ့နောက်ပြီးတော့ကျတော့ခင်းညင်သီးရဲ့เนาะအဲ့ဒါလေးရပြီအဲ့ဒါလေးရဲ့နောက်ပြီးတော့ဒါကပါလဲဆိုတော့ဒါကမုံလာဥကိုမုံလာဥအဖြူကိုပြားရည်နဲ့စိတ်ထားအဲ့ဒါလေးလည်းထည့်ထားရနော်အဲ့ဒါလေးထည့်မယ်အဲ့ဒါလေးတွေကဘယ်လောက်ထည့်ရလဲဆိုတော့ဒီကလုံးမှာ1 kg လုံးမှာသူတို့ကို1 kg လုံးမှာသူတို့ကိုဘယ်လောက်ပဲထည့်ရလဲဆိုတော့50 gram လောက်ပဲထည့်ရနော်50 gram ဆိုတော့ပြောရရင်တော့ 5% ပါ 5% မထည့်ချင်လည်းရတယ်5 to 10ပါအဲ့တော့ပို့ထည့်လို့မရဘူးနော်အဲ့တော့ဒီထဲကိုမတို့ဒါလေးထည့်မယ်ထည့်ပြီးတော့ဒါလေးရောမယ်ဒါလေးထည့်မယ်နော်ဒါလေးထည့်ပြီးတော့မတို့ကပြီးတော့ဗာထည့်အောင်လဲဆိုတော့ဒီမှာရှားဆောင်ပီကြီးဒါကတော့ရှားဆောင်လက်ပတ်ကိုစိန်ထားတဲ့ဟာပီကြီးလေးထည့်မယ်နော်ပီကြီးဆိုတော့သူကလည်းဒီ extra တွေလောက်တဲ့ဟာတွေအကုန်လုံးကတော့အမဟုံးလေးကပြပြီးသားနော်ပြပြီးသားဆိုတော့သူတို့တွေအကုန်လုံးကပီကြီးနဲ့လောက်တာတွေကြည့်ပဲနော်ပီကြီးနဲ့လောက်လို့ရတယ် alcohol နဲ့လောက်လို့ရတယ် alcohol နဲ့လောက်တာကတော့အမက alcohol နဲ့နံမှာဆိုလို့မကြိုက်ဘူးပေါ့နော်ရတယ်အဲ့ဒီပီကြီးတစ်ဝက်ဟိုရေတစ်ဝက်သုံးမဟုတ် alcohol တစ်ဝက်ရေတစ်ဝက်လည်းရပါတယ်ဒါပေမဲ့ကိုကတော့ဒီ propylene glycol pure နဲ့ပဲလောက်တာပိုကြိုက်တယ်ပေါ့နော်ဒီလိုမျိုး extra နဲ့လောက်တဲ့အတွက်အများကြီးလည်းထည့်စရာမလိုဘူးသူတို့ရဲ့အစီအနှစ်လည်းအပြည့်အဝပါပြီးသားဖြစ်တယ်နော်သူဘေးဆုပ်တွေပျော်ပြီးဆိုတော့မီးပိတ်လိုက်ပြီနော်မီးပိတ်လိုက်ပြီးတော့ငါပြောတယ်အခုဒီမှာခဲလေးနည်းနည်းတော့ကျန်နေနော်ခဲလေးနည်းကျန်နေတာဆက်ဆိုတော့ပူချိန်ကျပါပြီနော်ပူချိန်ကျပါပြီဆိုတော့ဒီထဲကိုမတော်ပေါင်းခန့်ရင်ထည့်မယ်နော်ပေါင်းခန့်ရင်ထည့်ပြီးတော့မှဒါခုနကပေါင်းခန့်ရင်10 gram လောက်ရှိတယ်နော်အဲ့ဒါလေးထည့်လိုက်မယ်အခုဒီမှာမီးပိတ်ပြီးပူချိန်ကျနေပြီနော်ပူချိန်ကျမှထည့်
ဒါလေးထည့်ပြီးအဲ့တော့အယောင်လေးကနည်းနည်းလေးအယောင်ထည့်ကျင်တယ်ပေါ့နော်အယောင်ထည့်ကျင်တော့ဆိုခင်းညင်ဒီညမုံလာဘူးလို့ပါဆိုခင်းညင်ဒီအယောင်လေးနည်းနည်းပါအောင်နော်အယောင်လေးနည်းနည်းလေးထည့်ကျင်တယ်သူနည်းနည်းလေးပဲနော်အများကြီးမှရောင်လေးထည့်လိုက်ပြီနော်ရောင်အများကြီးမဟုတ်ဘူးနည်းနည်းလေးပဲโอเคအခုဒီမှာအမွှေးနဲ့ကတော့အမတို့ဒီစကဖြူဆိုတဲ့အနံလေးเนาะအမကြိုက်တဲ့ဟာလေးပေါ့အဲ့ဒါလေးထည့်မယ်နော်အဲ့ဒါလေးထည့်ပါမယ်စကဖြူနဲ့အနံ့မကြိုက်ရင်လည်းမထည့်ပဲထားလို့ရပါတယ်เนาะအယောင်တော့အနံ့နဲ့မကြိုက်ဘူး original ထည့်ခြင်းနဲ့ဆိုလည်းရပါတယ်အဲ့ဒါလေးကိုထည့်ပြီးမှွေထားပြီပေါ့နော် extract တွေပါတဲ့အတွက်ဒီတဘာဝအသီးနှံရဲ့ရတာပုံပါမယ်ပေါ့နော်ဒါလေးတွေကိုမတို့ကအဆုံးသတ်မှလေ spray နဲ့ဖြန်းမယ်เนาะဒါက 96% alcohol ပေါ့เนาะ rubbing alcohol လို့လည်းခေါ်တယ်အဲ့ဆိုဘိုးစီပေါင်းလေးတွေမထတော့ဘူးเนาะရောင်းမဲ့လူတွေအထူးသတိပြုအဲ့ဒါဘိုးစီပေါင်းကြီးနဲ့လုံးဝကြည့်မှာပါအောင်เนาะ bubble ထွက်တယ်သူကအဲ့ဒါလေးတွေဂရုစိုက်ပြီးတော့လုပ်ရမယ်เนาะအဲ့ပြီးတော့ကျန်တာလေးခွာပြမယ်เนาะ2 နာရီလောက်တော့စောင့်ရမယ်ဒီသပုတ်သီးလေး2ခုလည်းပြေးလွှာသွားလုပ်လိုက်တယ်ပေါ့เนาะသပုတ်သီးဆက်ပြလေးကတော့ကိုကြိုက်ကိုသုံးပေါ့เนาะကိုကတော့အရန်ကြိုက်ပါတယ်ဘာလို့လဲဆိုတော့တပုတ်တီးကသူကအပြင်မှာသာမာတယ်ထင်ရတာဒဲတွေတုံးလိုက်တဲ့ခါကျအရန်ပျော့ပြောင်းပြီးတော့လေမျက်နှာမှာပဲတိုက်ကိုလုံးမှာပဲတိုက်သူကအရန်ကိုနူးညံ့ညံ့လေးဖြစ်ပါတယ်ကြီးလဲပြောင်းနေပေါ့နော်တောင်ဟို scrap တွေပါတိုက်เสียမလို့တော့ဘူးပေါ့